မထားနဲ့မထားနဲ့ဘာမနဲ့မနဲ့မနဲ့မပြင်းနဲ့တော့တမင်းနော်အဖေပဲနဲ့ဒီနေတက်လားဘာမှပြဖို့ဒီမှာအလွတ်ကြီးဒီနေ့28ရက်3လ2020ဟုတ်ပါဗျာနော်တော့ကမိုင်းတော့ဘာမှ